ဩဃတဩဃတဩဃတကာယကံဝစီကံမနောကံသဗ္ဗတောတကသိသောပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာပထမဒုတိယတတိယတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်မြောက်အောင်ဘုရားယရဏတရားယရဏသံဃာယရဏမြတ်သုံးပါးတို့ကိုအယုအသိအလိအမြတ်လက်အုံကို၍ရှိကိုပူသောဖူးမြောမှန်လျော့ကြောပါ၏ရှင်ဘုရားဤသို့ကြောရသောကုသိုလ်ကံစေရနာတို့ကြောင့်အပေလေးပါးကသုံးပါးရပြည့်ရှင်ပါးယံသူမျိုး၅ပါးဝိပတ္တိတရား၄ပါးပြတနာတရား၅ပါးတို့မှာသာခသိင်ကင်းလွင်ငြိမ်းသီးသာဖြစ်၍မတရားဘုရားနိဗ္ဗာန်တရားတော်မြတ်ကိုလင်းမြန်စွာရပါလို၏ရှင်ဘုရားဩဃတဘုရားရှိခိုးကိုရွတ်ဖတ်ပူဇော်ပြီးသည့်နောက်မှာနမောတတသုံးခြင်းကိုဆက်လက်ပြီးတော့ရွတ်ဖတ်ပူဇော်ကြရပါမည်နမောတတဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တ